မင်္ဂလာပါကျွန်တော်ဒီနေ့ကခုံသုံးလုံးပဲဝင်တော့เนาะကျွန်တော်ဝင်ကိုစောပြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ခင်းကောက်ရှိဖို့တော့เนาะကျွန်တော် channel မှာကျွန်တော်တင်ချပေးထားပါတယ်ဒီနေ့ channel ပဲမယ်ပြင်ခဏဆောင်လိုက်ပါအဲ့ဒါကျွန်တော်ကောက်ဖွင့်ကြည့်ကျွန်တော်ပြပေးမယ်เนาะဒီဟာဆိုရင်ကျွန်တော်မှတ်ပုံနဲ့ channel ပါမယ်ပုံမှန်ပြီးသွားရင်ဒီလေးပေါ်တော့ပေါ်ရဆိုရင်ဒီနေ့မှာဟို3ည9ထဲမှာ3ညကိုဖြုံမယ်9ထဲပြင်နောက်ကဖုန်းနံပါတ်ထည့်ပါမယ်တပည့်ပြီးတော့ဆိုဒီနေ့ password ထည့်ပါမယ် password ကကဏ္ဍကြောက်လို့ရေအင်္ဂလိပ်နဲ့တော့ဖြစ်ပါတယ်ဥပမာ1 2 3 4 5 6ပေါ့နော်1 2 3 4 5 6 1 2 3 4 5 6 AA ပေါ့နော်အဲ့လိုပြီးသွားရင်နောက်အောက်မှာလည်း1 2 3 4 5 6 AA ပေါ့နော်ဒီဟာကိုပြန်ထည့်ပါမယ်ထည့်ပြီးသွားရင်ဒီနေ့ဖိတ်ခေါ်ဖို့ပေါ့ဖိတ်ခေါ်တိတ်ဖို့လိုပါတယ်ဒါမျိုးဖြစ်တယ်ဆိုဒီနေ့မှာအမှန်ချင်းမပေါ့အမှန်ချင်းကြည့်ဖို့လိုပါတယ်ဒါပြီးရင်ကျွန်တော်တို့မှတ်ပုံတင်တစ်ချက်နေပါမယ်အဲ့ဒါဆိုရင်ခုလုံးလုံးပုံဝင်ကောက်ရတော့မှာဖြစ်ပါတယ်ကဲကောက်ရပါရင်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဖြစ်တယ်ဆိုရင်အကောင့်မဖွင့်တယ်ဆိုရင်ကျွန်တော်ဒီမှာလာရောက်ပြီးတော့ဖွင့်ခိုင်းနေပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဝင်ကိုစောများဖြစ်လို့ကျွန်တော်ဝင်ကိုချက်နေပါမယ်ပြီးသွားရင်ကျွန်တော်က30စက္ကန့်စောပြဖြစ်တဲ့အတွက်ကြောင့်ဒီပေါ့နော်30စက္ကန့်ကိုကျွန်တော်တို့ကြည့်ပါမယ်ကြည့်ရဆိုရင်ဒီနေရာမှာပွဲတယ်မရှိပါတယ်ဒီနေရာမှာပွဲတယ်မှာပေါ့နော်ပွဲတယ်မှာဆိုရင်ကျွန်တော်တို့ဒီဘတ်တစ်ချက်ထွက်လိုက်မယ်နော်ထွက်လိုက်ကျွန်တော်တို့ဒီ trip pro ဆိုတော့ချက်သွားပါမယ်ဒီလိုမျိုးပြရပါတော့ပြရဆိုရင်ကျွန်တော်တို့စကွာရက်တက်ခဲ့မလို့ဖုန်းဝင်တစ်ချက်တောက်မှာပဲဖုန်းဝင်တစ်ချက်တောက်မယ်ပြီးအောက်ဆွဲမယ်ဆွဲပြီးတော့ရင် OK ဝင်ဆိုပါပါတယ် OK ဝင်ရောချက်နေမယ်ဒီဖုန်းဝင်ရောကျွန်တော်တို့တစ်ချက်တောက်ပါမယ် register ကိုနေကြမလို့ပေါ့နော်ပြီးဖုန်းဝင်တစ်ချက်နေတိုက်ပြီးဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီလိုပေါ်တင်လိုက်မယ်နော်ပို့ပြီးဆင်ပြေပါအောင်လို့ပြီးသွားရင် Telegram လို့သွားရပါမယ်ဒီပွဲတွေမှာဘာရောက်သွားလဲဆိုတော့ဒီကိုလေးစတက်ကိုနေမယ်စတက်ကိုနေတော့ဒီဘက်ကြည့်ပေးပါတယ်ဒီဆိုတော့ကျွန်တော်ဒီဘက်ကျွန်တော်ကြည့်ကျွန်တော်1000နဲ့စားထုတ်ပါမယ်ပွဲတွေမှာကပေါ့နော်ဒီနောက်ဆုံး၅လုံးရေးထဲမှာဖြစ်ပါတယ်ဒီနောက်ဆုံး၅လုံး5တစ်ကိုလေးတယ်ပေါ့နော်ကဲဒီဘက်ကြည့်ကြပါပါတယ်ကျွန်တော်နေပါပါတယ်နောက်ဘက်အတွက်ကျွန်တော်ကဒီ3ယောက်ဖြတ်ပြီးတစ်ထည့်မယ်5တစ်ကိုဒီတစ်ပေါ့နော်စနေမယ်စနေအောင်မှာချပါပေါ့နော်ပေအကြီး6ပေးပါတယ်6ဆိုတော့ကြီးပါကျွန်တော်ဒီဘက်ညီထိုးပါမယ်ဒီကောင်6ကြီးထိုးပါမယ်ကြီးတော့ကျွန်တော်ကြီးတော့1000ပြန်ထိုးပါမယ်ကဲဒီဘက်ကြီးကြအောင်ကျွန်တော်နေပါပါနော်ပွဲရှိပါပါနော်ပွဲရှိပါနောက်ဘက်အတွက်တော့ကြည့်ပါမယ်နောက်ဘက်အတွက်တစ်ကိုပြင်မနစ်ထည့်မယ်စက်ကိုနေမယ် ဆက်အောင်မှာစမောသေးပြပါတယ်ဒီဆိုကျွန်တော်တို့ဒီဘက်တိထိုးပါမယ်ဒီပေါ့နော်ဒီတောင်းထိုးပါမယ်ကြီးသေးဘလို့ခွဲလဲဆိုရင်3ညလေးပေါ့လေဒီက3ညလေးလေးဒီကအသေးဖြစ်ပါတယ်5ကနေ9ဒီကအကြီးဖြစ်ပါတယ်သူကဒီထဲမှာခဏနေပါပေါ့နော်တစ်တော့ခဏနေပါထိုးကြအောင်လို့သူထိုးခိုင်းနေ small bit ကိုကြီးပဲထိုးရမှာပဲဒီဘက်တေးကြပါပါတယ်ကျွန်တော်3မိနစ်နိုင်ပါပေါ့နော်3မိနစ်နိုင်ပါပြီဆိုရင်နောက်ဘက်အတွက်3ရက်ထည့်မယ်စတက်ကိုနေမယ်ပြီးသွားရင်သူကအကြီးပြပါတယ်အကြီးတော့ကျွန်တော်ဒီဘက်ကြီးထိုးပါမယ်ပစ်ကကြီးပေါ့နော် small အသေးဖြစ်ပါတယ်လိုင်းကြနေတယ်ဗျဒီထိုးလိုက်ပါပြီကဲဒီပွဲလေးကြည့်ကြပါပါတယ်နိုင်ဝိုင်းပါနော်ကျွန်တော်2000ထုံးပြီးပါတယ်ဟုတ်ပါကျွန်တော်2000ထုံးပြီးပါတယ်နောက်ပွဲအတွက်သူက3ဖြတ်မယ်ဒီထည့်မယ်တက်ကိုနေမယ်ပြီးသွားရင်အကြည့်ပေးပါတယ်ကြည့်ပါနော်ကြည့်တော့ကျွန်တော်တို့ဒီပွဲကြည့်ထိုးပါမယ်ကျွန်တော်ကြည့်ကျွန်တော်1000နဲ့ထိုးပါမယ်ဒီပါနော်အတီကိုလေးပါနော်ကျွန်တော်ဒီဘက်လေးပြန်နိုင်သွားပါလေဒီပြန်နိုင်သွားတော့နောက်ဘက်အတွက်ကျွန်တော်တို့ဒီကိုပြန်မယ်ငါတက်မယ်စတက်နေမယ်ပြီးရင်သူကသမောသေးပေးပါတယ်သေးတော့ကျွန်တော်တို့ဒီ1000ပြန်ထိုးပါမယ်ဟောပါလေဒီဘက်ကြည့်ကြပါစို့ဒီမှာလေရှုံးလိုက်တော့နောက်ဘက်အတွက်6ပါနော်သေးပေးပါတယ်သေးတော့ကျွန်တော်တို့ဒီဘက်ကျွန်တော်3000ထိုးပါမယ်ရှုံးလိုက်စားလိုက်ပါဦးနော်3000ထိုးလိုက်ပါပြီလိုင်းကြနေဒီဘက်ကျွန်တော်ပြန်နိုင်သွားပါတယ်ကဲနောက်ဘက်ကျွန်တော်တို့ခွန်ပါနော်6ထဲခွန်ထဲပြီးရင်စတက်နေမယ်ဒီပြီးရင်တော့တေးပေးပါတယ်ကျွန်တော်တေး1000နဲ့ပြန်ထိုးပါမယ်ဆိုတော့တေးကြမယ်ပေါ့နော်တော်တော်ဒီမှာတေးကြပါပါတယ်ဒီဘက်တော့တေးပေးပါနော်ဒီဘက်တေးထိုးပါပါဒီဘက်ကြည့်ကြပါပါတယ်ကြည့်ကြပါကျွန်တော်မှားပါတယ်မှားဆိုတော့နောက်ဘက်ချက်တက်နေမယ်တေးပေးပါတယ်ဒီကျွန်တော်3000ပြန်ထိုးပါမယ်
ဒီဘက်အသေးကြောက်ရပေါ့နော်အသေးကြောက်ပါဆိုတော့ကျွန်တော်မတိုးလိုက်ရပါဘူးနောက်ဘက်ထက်ကကျွန်တော်တို့ပါပေးမနေဆိုတော့လိုင်းချပါပါနော်ဆိုတော့ဒီဘက်တီးပေးပါလေတီးဆိုတော့ကျွန်တော်တီးပြောင်းသုံးလုံးလုပ်လိုက်ပါမယ်ဒီဘက်ကျွန်တော်ပြန်နေပါပါလေပြန်နေပါဆိုတော့ဒီခွေတွဲ90ပေါ့နော်ဒီပုံ90တီးပေးပါလေအသေးဆိုတော့ကျွန်တော်တို့ဒီလိုပါမယ်တော့တီးတောင်းနေပြန်ထုတ်ပါမယ်ဟုတ်နော်ဘယ်လိုပါလဲဟာဒီပုံ90ပေါ့နော်ဒီပွဲလည်းကျွန်တော်နိုင်ပါပါတယ်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်